ဟုတ်ကဲ့အားလုံးမင်္ဂလာပါဗျာနော်အားလုံးမင်္ဂလာပါကျွန်တော်တို့ဒီမှာဒီခွန်ခါပေါ့နော်ဒီမှာခွန်ခါနော်ခွန်ခါသူကနေတစ်ပင်နှစ်ပင်ဇောင်းတက်လိုက်ခွန်ခါပဲနော်အဲ့ခွန်ခါနေပြီးတော့တစ်ချိန်နှစ်ချိန်ဇောင်းတက်လိုက်ရင်ဒီမှာလည်းပဲခွန်ခါပဲနော်အဲ့ဒီခွန်ခါရဲ့ဘေးမှာနောက်ပေါင်းဒီနော်နောက်ပေါင်း၄ဒီခွန်ခါရဲ့ဘေးမှာနောက်ပေါင်း5နော်နောက်ပေါင်း5ဒီခွန်ခါရဲ့ဘေးမှာနောက်ပေါင်း6နော်ဒီခွန်ခါရဲ့ဘေးမှာနောက်ပေါင်း6အဲ့သူကဒီခွန်ခါရဲ့ဘေးမှာနောက်ပေါင်း4လာတယ်အဲ့နောက်ပေါင်း4သူ့နောက်ပေါင်း4ရဲ့အပေါ်တပွဲကျော်မှာ3နောက်ပိတ်ထားတယ်နော်3နောက်ပိတ်တနည်းအားဖြင့်ပြောရင်ဒီခွန်ခါကိုဒီ3နောက်ပိတ်နဲ့နောက်ပေါင်း4နဲ့ခွန်ဖြစ်တာနော်ခွန်ပြန်ဖြီတာပေါ့နော်ဒီခွန်ခါကိုဒီ3နောက်ပိတ်နဲ့နောက်ပေါင်း4နဲ့ခွန်ဖြီတယ်ပြီးရင်နောက်ဒီဒုတိယခွန်ခါအဲ့ဒုတိယခွန်ခါရဲ့ဘေးမှာနောက်ပေါင်း5သူ့ရဲ့အပေါ်တပွဲကျော်မှာ2နောက်ပိတ်ရှိတယ်နော်ပထမက3နောက်ပိတ်ဒုတိယကမှ2နောက်ပိတ်အတတိယကကြတော့1နောက်ပိတ်နဲ့လာတာနော်1နောက်ပိတ်နဲ့လာအတတိယကကြတယ်အဲ့တော့ပထမခွန်ခါရဲ့ပြီးမှနောက်ပေါင်းလေးရှိတယ်သူ့ရဲ့အပေါ်တစ်ပွဲကျော်မှာ3နောက်ပိတ်ရှိတယ်အဲ့3နောက်ပိတ်နဲ့နောက်ပေါင်းလေးနဲ့ပေါင်းခွန်အိုက်ခွန်ဒီခွန်ခါကိုဖြီတာနော်ဒုတိယခွန်ခါမှာဘေးမှာနောက်ပေါင်း5ရဲ့အပေါ်တစ်ပွဲကျော်မှာ2နောက်ပိတ်ရှိတယ်အဲ့2နောက်ပိတ်နဲ့အဲ့နောက်ပေါင်း5နဲ့ပေါင်းခြင်းခွန်ဒီအဲ့ခွန်ခါကိုဖြီတာနော်တတိယခွန်ခါအဲ့တတိယမြောက်ခွန်ခါရဲ့ဘေးမှာနောက်ပေါင်း6နော်သူ့ရဲ့အပေါ်တစ်ပွဲကျော်မှာ1နောက်ပိတ်ရှိအဲ့1နောက်ပိတ်နဲ့အဲ့နောက်ပေါင်း6နဲ့ပေါင်းခြင်းခွန်ဒီခွန်ခါကိုပြန်ဖြီတာနော်အဲ့လိုကစားပြီးတာနဲ့သူကအဲ့ဒီခွန်ခါကိုဒီလိုခွန်ကစားတယ်ကစားပြီးတာနဲ့သူကခါတောင်3လုံးတစ်သည်တဲ့နော်ခါတောင်3လုံးတစ်သည်1နောက်ပိတ်နော်အဲ့ဒီချိန်မှာဒီက1 4 6ပေါင်းခြင်းက1က3လုံးတစ်နော်ဒီ3လုံးက1ဒီခါ3လုံးထောင်ပေါင်းခြင်း1ဒီ1နောက်ပိတ်နော်နောက်ဒုတိယကမှလည်းအဲ့တိုင်းပဲတဲ့ဒီခွန်ခါကိုဒီ3လုံးခွန်ဖြီးထားပြီဖြီးထားပြီးတော့ခါ3လုံးထောင်ပေါင်းခြင်းက6တဲ့အဲ့6ဒီ6နောက်ပိတ်ပါတဲ့နော်ပြီးမှဒီ3လုံးကပထမကမှ1ပထမကမှ1 4 6ဆိုတော့1ဒုတိယကမှ3ညနော်အဲ့ချိန်မှာခါတောင်3လုံး6ဒီ6နောက်ပိတ်တာနော်1 3ညတတိယကကြတော့ဒီ3လုံးက6ဖြစ်သွားပြီနော်တတိယကကြတော့ဒီ3လုံးက6နော်အဲ့ဒီချိန်မှာခါတောင်3လုံး2ဒီတဲ့2နောက်ပိတ်ပါတဲ့နော်2နောက်ပိတ်အဲ့တော့ तू ကသူ့ဘေးမှာဒီနောက်ပေါင်း၄ခွန်ခါနောက်ပေါင်း၄ရဲ့ဘေးမှာတဲ့ဒီဘက်နှစ်ကြဆိုနောက်ထောင်3လုံး3ညတဲ့အဲ့3ညကို3ညထိတ်ဆိုပြီးထည့်တာနော်အဲ့3ညကို3ညထိတ်ထည့်အဲ့ဒုတိယကကြတော့ဒီမှာခွန်ခါနောက်ပေါင်း9ရဲ့ဘေးမှာနောက်ထောင်3လုံးက2တဲ့နော်နောက်ထောင်3လုံး2အဲ့2က2ထိတ်ထည့်တယ်နော်ဒီခွန်ခါနောက်ပေါင်းတတိယကခွန်ခါနောက်ပေါင်း6ရဲ့ဘေးမှာနောက်ထောင်3လုံးက3နဲ့နော်အဲ့3ကလည်းပဲသူက3ထိတ်လို့သူကထည့်ထားတယ်နော်ပထမကခွန်ခါနောက်ပေါင်း4ရဲ့ဘေးမှာနောက်ထောင်3လုံး3ညကို3ညထိတ်ထည့်တယ်ဒုတိယကခွန်ခါနောက်ပေါင်း9ရဲ့ဘေးမှာနောက်ထောင်3လုံး2ကို2ထိတ်ထည့်တယ်ထည့်ပြီးတော့တတိယကခွန်ခါနောက်ပေါင်း6ရဲ့ဘေးမှာနောက်ထောင်3လုံး3ကို3ထိတ်လို့ထည့်တာအဲ့လိုထည့်ပြီးတာနဲ့တဲ့သူကနော်အဲ့လိုထည့်ပြီးတာနဲ့နောက်ထောင်3လုံး3ညကို3ညထိတ်လို့ထည့်လိုက်တယ်ထည့်ပြီးတာနဲ့သူ့အောက်က1ထိတ်ကတဲ့နော်1နောက်ပိတ်ပေါ့ဒီ1နောက်ပိတ်က1ထိတ်လို့တက်ရိုက်ရနော်ဒီ1နောက်ပိတ်က1ထိတ်လို့တက်ရိုက်တယ်သူ့ရဲ့အပေါ်တပွဲကျော်က3ညခါပဲကြာတယ်နော်အဲ့ဒီအချိန်မှာသူကအဲ့3ညခါကြာတဲ့အချိန်မှာဒီဇောင်းပေါင်းချင်း6ဒီ6နောက်ပိတ်ပါတယ်သူတကွက်ထက်ထွက်သွားတာနော်ဒီစနစ်ကိုမကြည့်လိုက်မိဘူးနော်တကွက်ထက်ထွက်သွားတာအဲ့ဒီ3ညထောင်တဲ့ကောင်က3ညထိတ်တယ်နော်ထိတ်အဲ့1နောက်ပိတ်ကအဲ့3ညထောင်ပြီးတော့3ညထိတ်ကြပြီးတော့သူ့အောက်က1နောက်ပိတ်က1ထိတ်တယ်အဲ့1ထိတ်သူ့ဘောက3ညခါကြတယ်နော်1 3ညအဲ့အချိန်မှာဒီ6နဲ့ဒီဇောင်း6က6နောက်ပိတ်နော်အဲ့အချိန်မှာဒီ3လုံး2ချုပ်ထားတယ်နော်2ချုပ်ထားတယ်နော်အဲ့တော့ဒီ3လုံး2ဒီ2အဲ့2ဒီခွန်ကိုခွန်လို့ဖြီတာဖြီးပြီးမှအဲ့ခွန်ပဲပေါအောင်2ကိုကစားတာနော်ဟုတ်ပြီနော်ဒါဒုတိယကမှလည်းအဲ့တိုင်းပဲသူကခွန်ခါနောက်ပေါင်း9တဲ့နော်အဲ့နောက်ပေါင်း9ရဲ့ဘေးမှာထိတ်အောင်နောက်ထောင်3လုံး2က2ထိတ်လို့ကြာရတာနဲ့သူ့အောက်က6ထိတ်က6နောက်ပိတ်က6ထိတ်လို့တက်တယ်တက်ပြီးရတယ်သူ့တပင်းကျော်က6ခါဝင်တယ်နော်အဲ့လိုဝင်ပြီးရတယ်ဒီဇောင်းပေါင်းချင်း2တည်တဲ့2နောက်ပိတ်ပါဆိုတကွက်တက်ထွက်တာနော်အဲ့ဒီအချိန်မှာဒီ3လုံး2ကိုဒီ3လုံး2ချုပ်တယ်အဲ့2တည်ဒီခွန်ခါအဲ့2တည်ဒီခွန်ခါကိုခွန်ဖြီးထားရတဲ့အဲ့ခွန်ပဲပါဒီ3လုံး2လို့ပြန်ချုပ်တဲ့သဘောနော်အဲ့တတိယကခွန်ခါနောက်ပေါင်း6နော်အဲ့သူ့ဘေးမှာသူက
နောက်ထောင်3000ပြီးတော့3ထိပ်ရိုက်တာအဲ့ရိုက်လိုက်တဲ့ကောင်ရဲ့အောက်ကနော်ရိုက်လိုက်တဲ့ကောင်အောက်က6နောက်ပိတ်သည်တဲ့6ထိပ်လို့သူကဒီကိုတက်ခိုင်းတာနော်အဲ့နောက်ထောင်3000နဲ့3000ပြီးတော့3ထိပ်ထွက်တယ်အဲ့ထွက်တဲ့ကောင်အောက်က6နောက်ပိတ်က6ထိပ်ထွက်တယ်သူ့တပည့်ညော1ထိပ်ကတစ်ခါပြန်ကြတယ်6နောက်ပိတ်က6ထိပ်ထွက်တယ်တပည့်ညောကတစ်ခါပြန်ကြတယ်အဲ့ဒီအချိန်မှာဒီ4နဲ့1နဲ့ပေါင်းရင်9နောက်ပိတ်ထွက်တာနော်9နောက်ပိတ်ထွက်တယ်အဲ့ဒီအချိန်မှာဒီ3လုံး2ကိုဒီ3လုံး2ဆိုအဲ့2ဒီခွန်ခါကိုခွန်ဖြီးထားတော့ခွန်ပါဝါ2ပေါ့နော်အဲ့2ကိုကစားတာဟုတ်ပြီအဲ့ကောင်လေးရဲ့အောက်မှာ तू ကအဲ့ဒီထိတ်ထောင်နောက်ထောင်3လုံး3ညာတဲ့နော်နောက်ထောင်3လုံး3ညာ3ညာထိတ်ထွက်သွားပြီနော်ဒီခွန်ခါနောက်ပေါင်း4ရဲ့ဘေးမှာနော်နောက်ထောင်3လုံး3ညာ3ညာထိတ်ထွက်ပြီးရတယ်သူ့အောက်က1နောက်ပိတ်က1ထိတ်ထွက်တယ်ထွက်ပြီးရတယ်အဲ့1ထိတ်က1ထိတ်ပဲပြန်ကြနော်1နောက်ပိတ်က1ထိတ်တက်ပြီးရတယ်1ထိတ်ပဲပြန်ကြအဲ့ဒီချိန်မှာ तू က1နောက်ပိတ်က1ထိတ်တက်တယ်3ညာခါပြန်ဝင်ပြီးတော့အဲ့3ညာခါအောက်ကိုဆက်ကြအဲ့1 3ညာရှေ့တွဲက1 3ညာရှေ့တွဲပဲနော်1 3ညာရှေ့တွဲပဲထပ်မှာ1 3ညာကို1 3ညာထပ်မှာအဲ့ဒီချိန်မှာခုနပြောတဲ့ဒီခွန်ခါဒီ3လုံးခွန်ခါဒီ3လုံးခွန်လို့ဖြီးပြီးတော့အဲ့ခွန်ရဲ့ပါဝါ2လို့ထောက်ထားတဲ့အတွက်အဲ့ခွန်ဘရိတ်ခွန်နဲ့ကစားမှာနော်1 3ညာတွေက1 3ညာတွေပြန်ကြမယ်ကြပြီးတာနဲ့ तू ကအဲ့ဒီခွန်ခါ3လုံးခွန်ပါဝါ2ထောက်ထားတဲ့အတွက်နော်ခွန်ပါဝါဒီလိုလဲ2ဒီလိုလဲ2ဒီလိုလဲ2ပေါ့နော်အဲ့လို2ထောက်ထားတဲ့အတွက်အဲ့ခွန်ကိုခွန်ဘရိတ်နဲ့ကစားမှာဆိုတော့1 3ညာတွေကိုခွန်ဘရိတ်နဲ့ဆို1 3ညာ6နော်အဲ့ဒီချိန်မှာ तू ကဒီ3လုံးကလည်းခွန်ဖြစ်နေတယ်နော်ဒါပထမကဒုတိယကမှာအဲ့တိုင်းပဲတဲ့ခွန်ခါနောက်ပေါင်း9အဲ့နောက်ပေါင်း9ရဲ့ဘေးမှာနောက်ထောင်3လုံး2ဒီ2ထိပ်ဝင်လိုက်ပြီ2ထိပ်လို့ဝင်လိုက်တာနဲ့သူ့အောက်က6နောက်ပိတ်က6ထိပ်တက်တယ်အဲ့6ထိပ်က6ထိပ်ပဲပြန်ကြမယ်နော်6နောက်ပိတ်က6ထိပ်တက်6ထိပ်ပြန်ကြသူ့6နောက်ပိတ်က6ထိပ်တက်တဲ့အချိန်မှာသူ့ရဲ့တပည့်ညော6ခါသည်6ခါကြပြီအဲ့6ခါပဲเนาะအဲ့တော့66ရှည်ရွဲကိုပဲပြန်ကစားမှာเนาะပထမကမှာ1 3ညာရှည်ရွဲကိုပဲပြန်ကစားတာเนาะဒုတိယကမှာဒီ66နှစ်ကြသွားတဲ့ကောင်က66ရှည်ရွဲကိုပဲပြန်ကစားမှာเนาะအဲ့ဒီချိန်မှာသူကခွန်ခါ3လုံးခွန်ဒီခွန်ခါကို26ကို3လုံးခွန်ဖြီးပြီးတော့ခွန်ပါဝါကိုဒီ3လုံး2ဒီ3လုံး2เนาะအဲ့2ကို2ဆောင်ဖြတ်ပြီးမှအဲ့ခွန်ဘရိတ်ကိုဒီခွန်ခါ3လုံးခွန်ကြောင့်ခွန်ဘရိတ်ပဲရိုက်ချင်တာเนาะခွန်ဘရိတ်ပဲရိုက်ချင်ဒီမှာလည်းခွန်ဘရိတ်ပဲရိုက်တာเนาะရှည်ရွဲကိုရှည်ရွဲ1 3ညာတော့1 3ညာတော့ထပ်ပြီးတော့ဒီခွန်ခါဒီ3လုံးခွန်ကြောင့်ဘရိတ်ခွန်ရိုက်တာเนาะဒီမှာလည်းပဲခွန်ခါဒီ3လုံးခွန်ကြောင့်ဘရိတ်ခွန်ရိုက်မယ့်ချိန်မှာရှေ့က66တွဲကို66တွဲပဲထပ်ပြီးမှဘရိတ်ခွန်နဲ့ရိုက်တာเนาะအဓိကပြောချင်တာကတော့66တွဲပေါ့ရှည်ရွဲထပ်မှာပေါ့အဓိကပြောချင်တာကဒီရှည်ရွဲထပ်တာကိုပြောချင်တာ1 3ညာရှည်ရွဲက1 3ညာရှည်ရွဲပဲပြန်ဆင်းရမှာเนาะဒီမှာလည်း66ရှည်ရွဲက66ရှည်ရွဲပဲပြန်ဆင်းတယ်เนาะဟုတ်ပြီဒါဆိုတတိယကခွန်ခါနောက်ပေါင်း6ဖြစ်သွားပြီအဲ့သူဘေးမှာနောက်ထောင်3လုံး3ဒီတဲ့3ထိပ်လို့တက်လိုက်အဲ့ဒီလို3ထိပ်လို့တက်လိုက်တာနဲ့တပြိုင်နက်တည်းတဲ့သူကသူ့အောက်က6နောက်ပိတ်က6ထိပ်တက်เนาะအဲ့6ထိပ်က6ထိပ်ပဲဒီကိုပြန်ဆင်းရမှာเนาะဒီကို6ထိပ်ပဲပြန်ဆင်းမယ်6နောက်ပိတ်က6ထိပ်တက်6ထိပ်ပြန်ဆင်းအဲ့ဒီအချိန်မှာသူ့တပည့်ကတစ်ခါအဲ့တစ်ခါကလည်းတစ်ခါပဲပြန်ဆင်းနေတာတနည်းအားဖြင့်ပြောရင်61ရှည်ရွဲကိုပြန်ကစားခြင်းလားเนาะအဲ့လိုကစားရတာနဲ့တပြိုင်နက်တည်းသူကဒီခွန်ခါဒီ3လုံးခွန်ခါကိုဒီ3လုံးခွန်ဖြီးတဲ့အတွက်ဒီမှာခွန်ဘရိတ်နဲ့ရိုက်ချင်တာဆို613ညာအဓိကကတော့613ညာပြောခြင်းတာเนาะအဓိကတော့61ရှည်ရွဲကိုနောက်စီးဒီเนาะဒါပေမဲ့613ညာချုပ်ပေးတာเนาะ613ညာတစ်ခွက်ကိုချုပ်ပေးတာเนาะအဲ့61ရှည်ရွဲဒီတစ်ခါကြပြီးအဲ့တစ်ခါပဲပြန်ကြမယ်61ရှည်ရွဲကို61ရှည်ရွဲအတိုင်းပဲဘရိတ်ခွန်နေနဲ့ရိုက်ခဲ့တဲ့အတွက်613ညာကိုချုပ်ပေးလိုက်တာเนาะအဲ့613ညာအဲ့မှာ614တို့613တို့612တို့ကာခြင်းနဲ့ကာလို့ရတယ်เนาะဒါပေမဲ့ကျွန်တော်ကတော့တကောကောင်းချုပ်ပေးတာဆိုတော့613ညာကိုချုပ်ပေးလိုက်တယ်เนาะအဓိကတော့61ရှည်ရွဲကိုအဓိကထားတာเนาะနောက်ကတော့ series စနစ်ပေါ့เนาะဒါပေမဲ့613ညာထိုးချုပ်ပေးလိုက်မယ်เนาะ612တကွက်ကာထိုးเนาะနောက်613ထိုး614ထိုးပေါ့เนาะဒါလောက်ဆိုရင်လုံလောက်တယ်เนาะ613ညာအဓိကမိန်เนาะ612က613က614ရဲ့အကာခြင်းနဲ့ကာထိုးမကာခြင်းလည်းပဲ613ညာတစ်ခွက်ပဲထိုးเนาะအဓိကပြခြင်းတာတော့61ရှည်ရွဲပေါ့เนาะဟုတ်ကဲ့ဒီလောက်ဆိုရှင်းမယ်ထင်ပါတယ်ညာအားလုံးပဲကျွန်တော်ရဲ့ချင်းမိတ်ဆွေများအားလုံးကိုလက်ပါเนาะကံကောင်းကြပါလိမ့်เนาะ